ကျွန်တော်တို့ဒီစလိတ်ကိုဘာဖြစ်လို့ဆွဆွလန်းလန်းတောက်တာလဲနော်ဆိုတော့စလိတ်စားတောက်တဲ့သူတွေကတော့ငါကတော့စလိတ်ကိုဆွဲတောက်မယ်လို့ရည်ရွယ်ပြီးတောက်ခဲ့တာမဟုတ်တစ်ဖွာနှစ်ဖွာတောက်တယ်အဲ့ရနေမှာဆွဲသွားတယ်ပေါ့နော်စလိတ်တောက်တာကောင်းလားဆိုမကောင်းဆရာဝန်တွေမှမဟုတ်ဘူးရိုးရိုးတမန်လူဝိန်းတွေလည်းကျွန်တော်သိတယ်စလိတ်တောက်တာဂရင်းနဲ့ဆိုင်နဲ့ကျန်းမာရေးပြဿနာတွေနောက်ပြီးတော့အဆုပ်နဲ့ဆိုင်နဲ့အဆုပ်ရောင်အဆုပ်ပွားစားတာနေပြီးတော့ကျွန်တော်တို့ကင်ဆာတွေအထိဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့အလေးချင်းတစ်ခုကလောက်ပါများတဲ့အခါမှာကျွန်တော်တို့ကဆွဲလာတာပေါ့နော်ဆွဲလာမကောင်းတဲ့အလေးချင်းတွေပေါ့နော်ဆိုတော့ဒီလိုပဲကောင်းတဲ့အလေးချင်းတွေရတယ်လောက်ပါများတဲ့အခါမှာဆွဲလာဥပမာကျွန်တော်တနေ့တာကို productivity ရှိအလုပ်လုပ်တာမျိုးပေါ့နော်ကောင်းတဲ့အလုပ်တွေကိုများများလုပ်တာမျိုးဥပမာအခုကျွန်တော်ဆိုလို့ရှိရင်မနက်လမ်းလျှောက်တယ်လမ်းလျှောက်တာဒီမှာတစ်ရက်နှစ်ရက်ကနေတစ်ပတ်လောက်လဲဖြစ်လာတော့ဒါမနက်6နိုင်ခွဲလောက်ဆိုလမ်းမလျှောက်ရရင်မနေနိုင်တော့ဘူးပေါ့နော်ဒါကောင်းတဲ့အကျင့်လေးတွေပေါ့အလုပ်ဆိုလဲဒီလိုပဲဥပမာကိုက content တစ်နေ့ကိုတစ်ပုတ်တင်မယ်တစ်ပုတ်ရေးမယ်တစ်ပုတ်ဗီဒီယိုတစ်ပုတ်ရိုက်မယ်ပေါ့နော်အဲ့လိုမျိုးနေ့စဉ်ရိုက်သွားတဲ့အခါမှာ21ရက်လောက်ကြာတဲ့အခါမှာဒီ habit က forming ဖြစ် habit forming ပေါ့နော်ဆိုတော့အလေးချင်းကောင်းနေဆိုတာလေပြိုးထောင်ပြီးတော့ယူရတာပေါ့နော်အလေးချင်းဇိုးတွေကိုတော့ကျွန်တော်တို့ကလုပ်ခဲ့သေးတာပဲဗျာဘာဖြစ်လို့အလေးချင်းကောင်းတွေကိုမပြိုးထောင်နိုင်ရမှာလဲပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်မင်္ဂလာနံနက်ခင်းဖြစ်ပါစေ